တန်ချက်ကပြေတက်ဆင်ထားသောစစ်ရထားကြီးပေါ်တွင်အဖိုးတန်အကျဉ်းသားတဦးကိုလှို့ဝှက်တဲ့ဆောင်လာစဉ်ဘာနီနှင့်အဖွဲ့ကရဟတ်ရင်ဖြင့်ဝေခိုက်ကြသည်သို့သောယထာပေါ်တွင်ရှိနေသူများသည်ဘာနီတို့မဟုတ်ဘဲအခြားပြိုင်ဘက်အဖွဲ့ဖြစ်နေပြီးကြီးစံမိုးများကြားမှအဆောင်များကိုတစ်စက္ကန့်အတွင်းပြစ်တက်ကအကျဉ်းသားဒေါက်ခင်မတကူကဲထုတ်ရန်ကြိုးပမ်းကြတယ်ယထာဘက်မှစစ်တပ်နက်ကြီးဖြင့်ပြန်လည်ပစ်ခတ်လာသောကြောင့်ဘာနီကလေရင်မြင့်ကိုရှော့ချကနောက်ဆုံးတွဲနောက်တွင်ကဲ့၍လေထဲတွင်ကျွမ်းကျင်စွာပြန်တန်းထိန်းချုပ်လိုက်သည်အတားအဆီးများရှင်းလင်းသွားပြီးနောက်ဘာနီကယထာခေါင်မိုးပေါ်သို့လေရင်ဖြင့်ပြန်ဝဲကအဖွဲ့သား၃ဦးကိုဆင်းသက်စေခဲ့သည်အဆောင်များမထင်မှတ်ထားသည့်အချိန်တွင်တောကိုဖွင့်ပြီးကျိုးများကိုဖျက်တောက်ကဒေါက်ခင်မန်ကိုရွှေ့ပြောင်းရန်ပြောတော်လဲဒေါကနေရန်ပေါ်ရှိဓာတ်ပုံတစ်ပုံကိုတစိမ့်စိမ့်ကြည့်ရင်လှုပ်เสียကြံသေးသည့်ပုံစံဖြင့်ရပ်နေခဲ့သည်အဖွဲ့သားများပြန်ထွက်ရန်ပြင်ဆင်နေစဉ်ဒေါကယထာရှိပိုင်းသို့ပြေးသွားကအဆောင်များကိုအတားလေးရှင်းထုတ်ပြီးကပ်ပင်ထဲသို့ဝင်ရောက်သွားကယထာခိတ်တာဝါတိုင်းကိုပါထုခွဲဖျက်ဆီးပစ်ခဲ့သည်ယထာတိုင်းပြီးတော့မိဆဲဆဲနောက်ဆုံးစက္ကန့်ပိုင်းတွင်မှဒေါကဖြတ်ခနဲခုန်ပြီးချိုးပါပေါ်သို့အပြေးလွှားတက်လာနိုင်ခဲ့သည်ဤအလုပ်ပြီးနောက်ဘာနီကဒေါကိုတာမူဘာရီဘုံများတင်ဆောင်လာသည့်လက်နက်ကုန်သည်ဗီတာကိုတားဆီးမိဆိုမာလီယာနိုင်ငံရှိမစ်ရှင်အသစ်တစ်ခုသို့ခေါ်ဆောင်သွားခဲ့သည်ပြင်းမှတ်ကိုတောင်အတွင်းသို့အဖွဲ့ဝင်၄ဦးဝင်ရောက်သွားကြပြီးစီဇာနှင့်ဂန်နာတို့ကအပြင်ဘက်မှအကာအကွယ်ပေးနေစဉ်အတွင်းရန်သူ၏ခြုံကိုတိုက်ခိုက်မှုကိုခံရလေသည်အဖွဲ့ပေါ်များ၏အရေးချင်းကိုယုံကြည်သဖြင့်ဒေါကတယောက်တည်းတီးတန်းတိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့ပြီးအခြားသူများမှမူဂန်နာ၏အကာအကွယ်ဖြင့်အတားအဆီးများကိုဖျက်ချော်ခဲ့ကြသည်လင်းမြန်ဖြစ်လက်လာသောဒေါသည်တောင်ကုန်းအမြင့်ကိုအမြန်ဆုံးသိမ်းပိုက်နိုင်ခဲ့ပြီးကွန်တိန်နာထိန်းချုပ်ရေးခန်းထဲသို့တိတ်တဆိတ်ဝင်ရောက်ကအော်ပရေတာကိုအတန်မထွက်စေဘဲရှင်းထုတ်နိုင်ခဲ့သည်ထို့နောက်ကွန်တိန်နာတစ်လုံးကိုရှော့ချပေးကအဖွဲ့သားများကိုအထဲသို့ရှုံးဝင်စေခဲ့တော်လဲရဲစာဝက်ဖြင့်ပြစ်မဲ့ရောက်လာပြီးဘာနီမျက်နှာကိုမြင်လိုက်ရသည့်အခါနှစ်ဖက်စလုံးအံ့ဩသွားကြသည်ပြင်းထန်လာသောပြစ်ခတ်မှုများကြောင့်အဖွဲ့သားများကွန်တိန်နာထဲသို့ပြန်လည်ဆုတ်ခွာခဲ့ရပြီးဘာနီကနောက်ဆုံးစက္ကန့်ပိုင်းတွင်အမိရဆွဲတင်ခဲ့ရသည်ရန်သူများ၏ပြင်းထန်သောပြစ်ခတ်မှုကြောင့်အဖွဲ့သားများကွန်တိန်နာထဲသို့ပြန်လည်ဆုတ်ခွာခဲ့ကြရပြီးဘာနီကနောက်ဆုံးစက္ကန့်ပိုင်းတွင်အမိရဆွဲတင်ခဲ့ရသည်စီဇာကရင်းဤတနက်ဖြင့်အကောင်းဆုံးခုခံတိုက်ခိုက်နေချိန်တွင်အဖွဲ့တစ်ခုလုံးအခက်အခဲတွေ့လာကရန်သူထရက်ကားတစ်စီးဝင်လာသဖြင့်အဖွဲ့ကိုအောက်သို့ရှော့ချပေးလိုက်ပြီးရန်သူရင်ကိုပါအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြသည်သို့သောကြာရှိမခံလိုက်ပဲတန်ချက်ကထရက်ကားနှစ်စီးနောက်မှလိုက်ပါလာပြီးတောလန်တစ်လျှောက်တွင်စစ်တပ်နက်ကြီးများဖြင့်အပြင်းအထန်ထပ်မံပစ်ခတ်တိုက်ခိုက်လာကြသည်နောက်ထပ်ထရက်ကားတစ်စီးပါထပ်မံရောက်ရှိလာပြီးနှစ်ဖက်ညက်ကဝိုင်းဝန်းတိုက်ခိုက်ကြတော့လဲအဖွဲ့သားများပူးပေါင်းကရန်သူများကိုရှင်းထုတ်ပြီးမော်တော်ယာဉ်ကိုရယူထွက်ပြေးနိုင်ခဲ့ကြသည်ထိုအချိန်တွင်ရဟတ်ယာဉ်ဖြင့်ရောက်ရှိလာသူမှာစတုံးဘန်းဖြစ်ပြီးဘာနီကိုစနိုက်ပါဖြစ်ခြင်းကမပစ်ဘဲရေထဲသို့ဘုံတစ်လုံးချပေးလိုက်ခြင်းကသူတို့အသက်ကိုအမှန်တကယ်ကယ်တင်လိုက်တယ်လို့ဖြစ်သွားခဲ့သည်။ရသွားသောညီဖြစ်သူကိုကြည့်ရင်ဘာနီဒေါသထွက်လာခဲ့ပြီးဉာဏ်ပညာလွဲမှားခဲ့သည့်စစ်တပ်မန်နေဂျာဒရမာကဘာနီကိုနောက်ဆုံးအခွင့်အရေးတစ်ချိန်ထပ်ပေးရန်စဉ်းစားတော့လဲဘာနီကအဖွဲ့သားများအားလုံးအသက်မခံရစေရန်အတွက်အဖွဲ့ကိုခေါ်လောက်ကဖျက်သိမ်းပစ်ခဲ့သည်။အဖွဲ့ကိုဖျက်သိမ်းပြီးနောက်ဘာနီသည်လာဗီကတ်တို့ထွက်ခွာသွားခဲ့ပြီးဘိုနာဘက်ကိုရှာဖွေကကြောက်ရွံ့ခြင်းမရှိသောထူးချွန်ထက်မြက်သည့်လူငယ်ပါရမီရှင်အသစ်များကိုလိုက်လံစုဆောင်းခိုင်းခဲ့သည်ပထမဦးစွာကာကွယ်ရေးဌာန၏စနစ်များကိုရှစ်လတိုင်ဖောက်ထွင်းခဲ့မှုသည့်ထိပ်တန်းဟက်ကလူငယ်တဦးကိုခေါ်ယူခဲ့သည်ဒုတိယမြောက်အနေဖြင့်အန်နီယယ်နှင့်လုံးဝကင်းရှင်းပုံပေါ်တော်လဲဘာအခန်းတွဲပေါ်တွင်မိမိအားရန်စသည့်သူကိုတစ်ချက်တည်းဖြင့်လဲကျသွားအောင်စွမ်းဆောင်နိုင်သည့်အမျိုးသမီးတဦးကိုပါထပ်မံစုဆောင်းနိုင်ခဲ့သည်ဟေးလူတို့ရေတတိယလူကတော့ပါဇက်ကလည်းအမြဲပြောနေတဲ့စကားကြောရှိတယောက်ပေါ်ပြဒါပေမဲ့ဘာနီကတော့သူ့ကိုအသာကျော်သွားခဲ့တယ်စတုထလူကြတော့လက်နက်ကျွမ်းကျင်ပညာရှင်ကြီးလေးဘလက်နက်ကန်ပုံမှန်ထပ်ပို့တော့နေတာဒီစမတ်လူကတော့မြေအောက်လက်ဝဲချန်ပီယံပဲပြုတ်ဒီလိုနဲ့ဘာနီတယောက်သူ့ရဲ့ယာယီအဖွဲ့တစ်လေးကိုအောင်မြင်မြင်ဖွဲ့လိုက်နိုင်ပြီပေါ့နောက်တနေ့မနေ့စောစောစီးစီးမှာပဲသူတို့လည်းပစ္စည်းတွေတင်ပြီးခီးထွက်ဖို့ပြင်ကြတော့တာပေါ့အဲ့ဒီအချိန်မှာ expand တဲ့အဖွဲ့ဟောင်းကြီးတွေရောက်လာရောဗျာစကားပြောဟေးကောင်မင်းအလုပ်ရပြီပေါ့လေဟုတ်တယ်လေကွာကဲဒါကိုကြည်စမ်းပါဦးဒီကောင်တွေကငါနဲ့ပါလာတာကွာဒါပေမဲ့ငါတို့ကတော့မပါဘူးဗျာသူတို့လည်းပြစ်မှတ်နေရာကိုရောက်လာကြရောလူငယ်တွေရဲ့ဖြက်ဖြက်လက်လက်လှုပ်ရှားမှုနဲ့စီးလုံးမှုကြောင့် Stone Banks ရဲ့လုံခြုံရေးအခြေအနေကိုအကုန်ဖမ်းမိလိုက်ကြတယ်လွန်ခဲ့တဲ့၈နှစ်တုန်းကဆိုရင်ဘာနီကရှေ့ကနေတိုက်ရိုက်ဝင်တိုက်မှာတေချာပေမဲ့အခုလိုဆိုအလားတက်တွေပေးလိုက်ရုံပဲရှိမှာဘာနီကောင်းစားနေချိန်မှာတုံကပုံမကောင်းမွန်တဲ့အစီအစဉ်တစ်ခုထုတ်ပြလာတယ်ဗျတုံပထမဆုံးလုံခြုံရေးစာပါကိုဟက်မယ်ဘုံစင်စာတွေနဲ့လေစာတွေကိုကြော်ဖြတ်မယ်ပေါင်ခက်ကြီးတွေကိုလွှဲပြောင်းထိန်းချုပ်လိုက်မယ်ဆိုရင်ဘန်ကဲငါတို့အထက်ရောက်ပြီဘာနီဒီလောက်တောင်လွယ်တာလားတုံဟုတ်တယ်လေဒီလောက်တောင်လွယ်တာပေါ့အဲ့ဒီလိုနဲ့ပြစ်မှတ်အဆောက်အုံစီချင်းကပ်သွားပြီးစာတုံးပန်းစပေါ်လာတာနဲ့လူတွေကအလုပ်စတော့တာပဲလူနာနဲ့ဘာနီကရေစိုးညောင်းတွေကနေတက်လာကြပြီးမတ်စ်နဲ့ဂျွန်ကအပြင်ဘက်ကနေထုတယ်တုံကတော့ကောင်းကင်ဘော်ကနေ drone နဲ့ကူပြီးမျက်လုံးလုတ်ပေးနေတာပေါ့သူတို့အားလုံးအထက်ကိုချိုးချိုးမွမွရောက်သွားပြီးနေရာယူပြီးတာနဲ့တုံကအဆောက်အုံရဲ့မီးတွေကိုဖျက်တောက်ချလိုက်တော့တယ်စက်တုံးဘတ်တယောက်ကြိုးပြင်းချင်းတော့မရပဲတနက်သမားတွေနောက်မှာပုံပြီးထွက်ပြေးရတော့တာပေါ့ဗျာဒါပေမဲ့သူမသိတာကတုံကသူ့ရဲ့ထွက်ပေါက်လမ်းကြောင်းကိုအကုန်ကျိုးတွက်ပြီးပိတ်ဆို့ထားပြီးသားဆိုတာကိုလေအဲ့ဒီလိုနဲ့ပဲစက်တုံးဘတ်တယောက်အရှင်လက်လက်ဖမ်းခံလိုက်ရပါရောလားလူငယ်လေးတွေရဲ့လက်စွမ်းပြကွက်ကြောင့်ဘာနီတောင်သူတို့ကိုလေးစားသွားရတဲ့ရှင်းဟောင်းဆိုင်ကြီးကိုဤပညာတွေနဲ့အမြန်ဆုံးအလုံးစုံဆုံးဖြစ်အောင်လုပ်ပြသွားတာသူတော်မထင်ထားမိဘူးကိုယ်တိုင်လည်းအနားယူဖို့အချိန်တန်ပြီလို့တောင်တွေးမိသွားတယ်ဒါပေမဲ့ပွဲကအဲ့ဒီမှာတင်ပြီးမသွားဘူးလေအောင်ပွဲခံနေကြချိန်မှာစတုံးဘတ်မှာအချီယာခံဆက်ပါလာတာကိုဘယ်သူမှသတိမထားမိလိုက်ကြဘူးခဏကြာမှပဲစတုံးဘတ်ရဲ့လူတွေရောက်လာပြီးကားကိုဒုံးကြီးနဲ့လှမ်းထုလိုက်တာနဲ့ဘာနီတယောက်လွတ်ဆင်သွားရောမြေပြင်ပေါ်ကတနက်ကိုကောက်ပြီးပြင်မဲ့လုပ်ချိန်မှာနောက်ထပ်တစ်ချက်ထပ်မှန်ပြီးရေထဲပြုတ်ကျသွားပါလေရောရေစီးကလည်းတန်လုံးတော့ဘာနီတယောက်မကူးနိုင်ပဲတတိလစ်သွားပြီးလူငယ်လေးယောက်လုံးလည်းဖမ်းဆီးခံလိုက်ရတယ်နောက်တစ်နေ့မနေ့ကျတော့ဘာနီတယောက်မြေကန်းဆက်ကိုရေမျောကန်းတင်ဆိုသလိုရောက်သွားတယ်စတုံးဘတ်ရဲ့လူတွေကလည်းသူ့ကိုတွေ့ပြီးသတင်းပို့ဖို့ပြင်နေချိန်မှာပဲတန်းဆိုသလိုပဲတစ်စက္ကန့်အတွင်းမှာအဲ့ဒီနောက်ဘာနီလည်းသူတို့ရဲ့အခြေစိုက်စခန်းဟောင်းစီပြန်ရောက်လာပြီး trench ရတဲ့ Stone Banks ရဲ့ဗီဒီယိုထဲမှာသူ့လူတွေနှိပ်စက်ခံနေရတာကိုမြင်လိုက်ရတော့မှဒေါသတွေထွက်လာတာပေါ့ဗျာညာတွင်ချင်းပဲလက်နက်တွေအကုန်တင်ပြီးအဲ့ဒီကောင်တွေကိုတွားကယ်ဖို့ပြင်ဆင်ပါတော့တယ်ကွာ
မော်တော်မောက်ချသူ့ကိုလိုက်ပိတ်နေတာနဲ့မတက်တာတဲ့အဆုံးဘာနီလဲသူ့ကိုအတင်းခေါ်လာခဲ့ရတယ်လေရင်တက်ဖို့ပြင်နေချိန်မှာဟိုးအရင်အဖွဲဟောင်းကြီးတွေရှေ့ကိုစိုးဝင်လာပြီးမင်းတို့ဒီကိုဘာလာလုပ်တာလဲမင်းတို့ဒီနေရာအထိလိုက်လာရလောက်အောင်ကိုယူကြောင်ကြောင်လုပ်နေလို့ပေါ့ကွာဒီနေရာကဘာမှန်းတော့မသိပဲနဲ့ကဲမြင်မြင်လုံးငါတို့စစ်ဖြစ်တော့မယ်အဲ့ဒီနောက်ဒရမာကဖုန်းတွေကိုလိုက်စုံစမ်းပြီးဓာတ်စာခံတွေဘယ်နားမှာဖမ်းထားတယ်ဆိုတာကိုတန်းညွှန်ပေးလိုက်တယ်ဒရမာရဲ့အမိန့်ကရှင်းပါတယ်စရုံးဘတ်ကိုအရှင်လက်လက်ပြန်ခေါ်ခဲ့ဖို့ပေါ့ဒါပေမဲ့နေရာကိုရောက်သွားတဲ့အခါလေလိုကိုတိတ်ဆိတ်နေရတွေ့ရတယ်ဝင်ရှာကြည့်လိုက်တော့လူ၄ယောက်လုံးအခန်းတစ်ခန်းထဲမှာအတူတူပိတ်မိနေကြတယ်ဘေးမှာတော့ရုံမြင့်တန်ကြကအမြဲလင်းနေပြီးစရုံးဘတ်ကအစကတည်းကအကုန်ထိုင်ကြည့်နေကြတာပဲအဆောက်အုံတစ်ခွင်လုံးမှာလည်းဘုံတွေအပြည့်တက်ဆင်ထားပြီးထွက်ပေါက်ကနေထွက်ဖို့ဆိုရင်သူတို့မှာအချိန်45စက္ကန့်ပဲရှိတော့တယ်တုံကထိတ်တန်းဟက်ကတယောက်ဖြစ်လို့လက်စွမ်းပြပြီးဖောက်ခွဲရေးစစ်ကနေကိုတားဖို့ကြိုးစားပေမဲ့အဲ့ဒီဓာတ်ဆက်ကဘက်ထရီ10ပဲကျန်တော့တာကြောင့်အများဆုံးမိနစ်20ပဲခံတော့မှာဒါပေမဲ့အပြင်ထွက်ဖို့ကတော့အချိန်လုံးလောက်သေးတာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာပဲစရုံးဘတ်ရဲ့အဓိကတပ်ဖွဲ့ကြီးဝင်ရောက်လာပါတော့တယ်အင်အားချင်းမမျှတဲ့အပြင်ကောင်းကောင်းနဲ့တက်ဆင်ထားတဲ့ရန်သူတွေကိုအဟောင်းနဲ့အသစ်အတူတူရင်ဆိုင်တိုက်ကြရတော့တာပေါ့သူတို့လည်းအဖွဲနှစ်ဖွဲခွဲပြီးအရက်မျက်နှာပေါင်းစုံကနေပြစ်ခတ်တိုက်ခိုက်ကြတယ်ရန်သူတွေဘယ်လောက်တောင်အင်အားကောင်းလဲဆိုတာမြင်တော့ Stone Bands ကတင်ကားတွေလွတ်ဖို့အမိန့်ပေးလိုက်တယ်တင်ကားတွေရဲ့မရက်မနာပြစ်ခတ်မှုတန်ကြောင့် Expandable တွေလည်းပြန်မတိုက်နိုင်တော့ပဲအလွန်မင်းဒုက္ခရောက်နေချိန်မှာပဲအကူအညီရောက်လာပါရောလား Drama ကလေးချောင်းထောက်ပံ့နဲ့ရောက်လာပြီး Trunch မင်းပြောတာမှန်တယ်ရဟန်းရင်ဘောကနေထောက်ပံ့ပေးလိုက်တာကြောင့်အားလုံးလည်းတစ်ချက်ပြန်ရှင်လာကြတယ်ဂျုံကလည်းမော်တော်ဆိုင်ကယ်နဲ့လိုက်လာတဲ့ရန်သူကိုတတိထားမိပြီးဆိုင်ကယ်ကိုလူယူကပတ်လည်မှာရှိတဲ့ရန်သူတွေကိုရှင်းထုတ်လိုက်တယ်အဲ့ဒီနောက်လက်ပစ်ပုံတစ်လုံးကိုတင်ကားလေးပစ်ထည့်လိုက်တာပေါ့လီလဲရန်သူတွေရဲ့နောက်ကနေအသာလေးချင်းတက်ပြီးအဖွဲ့ထဲဝင်ရောသွားတယ်ဒါပေမဲ့ခဏကြာမှပဲရန်သူအင်အားတွေအလုံးရင်းနဲ့ထက်ရောက်လာပြန်တယ်ဘာနီလဲလူတိုင်းကိုအမိုးပေါ်တက်ဖို့အမိန့်ပေးလိုက်ပြီးအဲ့ဒီမှာဒရမာကသူတို့ကိုတင်ခေါ်သွားပေးလိုက်မယ်သူ့ရဲ့အကောင်းဆုံးလူတွေကိုလွှတ်ပေးထားပေမဲ့သူတို့ကိုလွတ်မြောက်ခွင့်ပေးလိုက်ပြီး Stone Bands ကိုတော့တေးလောက်အောင်ဒေါသထွက်နေပါတော့တယ်နောက်ထပ်ဘယ်သူရှိသေးလဲအတုံးမကျတဲ့ကောင်တွေခဏကြာမှအမိုးပေါ်ကိုလူတိုင်းရောက်လာကြပါပြီဘာနီတယောက်တည်းကလွဲလို့ပေါ်ဘုံကွဲဖို့အချိန်9မိနစ်တောင်မလိုတော့တဲ့အချိန်မှာ Stone Bands ထွက်လာတယ်လူနှစ်ယောက်လုံးသူတို့ရဲ့လက်နက်တွေကိုပစ်ချလိုက်ပြီးအသေးလေးလက်ချင်းရှက်တိုက်ခိုက်ကြတော့တာပါပဲရေဒီယိုကနေလည်းအတင်းသားတွေကဆင်းလာဖို့အဆက်မပြတ်တိုက်တွန်းနေတယ်အချိန်မရှိတော့ဘူးဆိုတာသိလိုက်တာနဲ့ဘာနီလဲအစွမ်းကုန်ထုတ်သုံးလိုက်ပြီးစရုံးဘတ်ကိုလက်တီးတစ်ချက်နဲ့လဲချလိုက်ကပစ္စတိုနဲ့အဆုံးတက်လိုက်ပါတယ်စရုံးဘတ်လဲကျသွားမှာပဲဘာနီလဲလုံရောက်ပြီဆိုပြီးထွက်ဖို့ပြင်ပေမဲ့အဆောက်အုံကပြိုကျနေပြီဖြစ်ပြီးရဟတ်ရင်ကလည်းထွက်သွားဖို့ပြင်နေပါပြီဘာနီလဲအမိုးပေါ်ကိုအပြေးလွှတ်တက်သွားပြီးရဟတ်ရင်စီခုန်ကူးဖို့ကြိုးစားပေမဲ့မြင်မြင်လောက်ဘာနီတက်လာခဲ့သူတို့အားလုံးကတော့ဘာနီမပါတော့ဘူးလို့ထင်မှတ်သွားကြပြီးဝမ်းနေနေကြတဲ့အချိန်မှာပဲအဲ့ဒီထဲကနေလူတစ်ယောက်လမ်းလျှောက်ပြန်ထွက်လာပါတော့တယ်ဗျာ